အားလုံးပဲမင်္ဂလာပါဒီကနေ့ညီဝေးဖဝေးချက်ပြုတ်ရေးအစီအစဉ်မှာစက်သားတုပ်ချက်စားမှာဖြစ်ပါတယ်ဒီဆုံးကနဦးကော်ဖီကိုစခွာမယ်ခင်ဗျကော်ဖီနှွားမယ်ကော်ဖီတွေကိုနှွားပြီးတဲ့ကော်ဖီတွေကိုဒီရင်းနာတွေညီအောင်လို့တစ်ခါရဲစီမယ်ပေါ့နော်ပြီးရင်တော့ဒီအရင်းတွေကိုဖြတ်ထုတ်ပြင်မယ်ကော်ဖီကိုပို့လိုအပ်တယ်လို့ပေါ့နော်ပါလေးလိမယ်ကော်ဖီလိပြီးသွားရင်တော့ကျွန်တော်တို့နောက်တစ်ခုအနေနဲ့ခရမ်းကျင်သီးကိုကြမ်းချမ်းဥတိုင်းထုတ်မယ်ခရမ်းကျင်သီးရဲ့ဥတိုင်းကိုထုတ်မယ်ဥတိုင်းထုတ်ပြီးသွားရင်အစိတွေအဆန်တွေတစ်ခါတည်းထုတ်မယ်ပြီးရင်ပါလိမယ်ပြီးတော့ကျွန်တော်တို့ကြက်သားကိုနှော်မှာဖြစ်တယ်ပြီးကိုလိုအပ်တဲ့လောက်ကြက်သားလေးတွေကိုမြင်ပြီးတော့နှော်မှာဖြစ်တယ်ဒီနေရာမှာတခုပြောချင်တာကကြက်သားပြုတ်တဲ့နည်းပေါ့နော်ကြက်သားကိုပြုတ်တဲ့ပုံစံကတော့စပယ်လင်ရဲ့ရှောက်ရွက်ကဒီစနွဲနဲ့နဲ့ရဲ့ပေါ့နော်ဒီပေါင်းရဲထည့်ပြီးတော့ပြုတ်မယ်ပေါ့နော်အောက်ကညာဘက်ကပုံမှာလည်းတွေ့နိုင်တယ်အဲ့လိုပြုတ်နေတဲ့အချိန်မှာချိန်အားဖြင့်မိနစ်20လောက်ယူပြီးတော့ပြုတ်လို့ရတယ်10မိနစ်တစ်ခါထပ်အောင်လှမ်းပေးလို့ရတယ်ရှည်နဲ့မြုပ်ယုံလောက်ပဲပြုတ်မှာဖြစ်တယ်ချိန်နဲ့အများကြီးယူစရာမလိုပါဘူးကြက်သားပြုတ်တဲ့ချိန်မှာအရန်ယူလိုက်ကြက်သားကပျော့ပြဲပြီးတော့စားလို့အဆင်မပြေလောက်တဲ့နေထားဖြစ်သွားနိုင်တယ်โอเคကြက်သားနှွားပြီးသားရပြီဆိုရင်ဒီကော်ဖီထည့်မယ်
လိုအပ်တဲ့လောက်ကိုပဲချိန်ဆပြီးထည့်မယ်အရင်ဒီကတော့အကုန်ထည့်ထားတယ်တံမြာကြီးတစ်စိတ်ပေါ့နော်နှီးထားတဲ့တစ်စိတ်ကိုညှစ်ထည့်မယ်ပြီးရင်တော့ကျွန်တော်ငြုပ်သီးစိမ်းကိုညှပ်ပါမယ်ပပညှပ်ပါဒီမှာတော့ကိုအဆက်စားနိုင်တဲ့ပုံမူတည်ပြီးတော့ငြုပ်သီးကိုတောင်းအရေးအတွက်ကိုသုံးလို့ရပါတယ်ကျွန်တော်တို့ဒီမှာ3တောင်း4တောင်းလောက်ပဲကျွန်တော်သုံးထားတယ်ပေါ့နော်ပြီးရင်ကျွန်တော်စီထည့်မယ်စီကိုထမင်းစားစွန်းတစ်စွန်းစာတော့ပဲကျွန်တော်သုံးထားတယ်အပြိုင်တက်မယ်မင်းစားစွန်းတစ်ဝက်စာလောက်သုံးထားတယ်ချင်းငြုပ်စီမှာဟော့ပေါ့ကိုထည့်စားတဲ့ငြုပ်စီသုံးထားတယ်မင်းစားစွန်းနှစ်စွန်းသုံးထားတယ်မကြီးအနှစ်မကြီးဖြောချီပေါ့နော်နှစ်ထက်နည်းနည်းကျဲမဲ့အနေထားပေါ့နော်မကြီးမင်းစားတော့အစုံကွဲတုံထားတယ်ဒီကျွန်တော်အပုံနေထည့်မယ်ခုကတော့ပဲမုံကတော့ဒီမှာထည့်ထားတဲ့ပမာဏက1 gram 2 gram လောက်ပဲရှိမယ်လို့ယူဆလို့ရတယ်ကယ်လိုရီအဖြစ်တော့10ကယ်လိုရီပေါ့နော်အများဆုံးမှာအဲ့လောက်ပဲရှိပါမယ်ပြီးတော့ကျွန်တော်ချက်သားမှုတ်လက်ဖက်စားစွန်း3စွန်းစာလောက်ဒီမှာသုံးထားတယ်ပြီးငြုပ်သီးမုံဒါကတော့အရင်ထည့်ပေးလိုက်တယ်ငြုပ်သီးမုံဒီငြုပ်သီးအပူနေပူလှမ်းပြီးတော့ကြိတ်ပြီးအမှုံကိုတော်ထားတာပေါ့နော်ကိုယ်တိုင်လုပ်ထားတဲ့ငြုပ်သီးမုံဖြစ်တယ်ဆိုတော့ကျန်းမာရေးအတွက်လည်းကောင်းတယ်စိုးသေးပါညာမပါဘူးပေါ့နော်ဒါလေးဆိုတော့ကျွန်တော်တမောင်းနေရပေါ့နော်ဒါဆိုရင်တော့ကယ်လိုရီ300လောက်ရှိတဲ့ကြက်သားတုပ်ရပါပြီဒီနေရာမှာမကြီးချင်းငြုပ်စီချင်းတွဲပြီးမစားခြင်းကတစ်ခုတည်းရွေးသုံးလို့လည်းရပါတယ်ကြက်သွန်ညော်လေးဖြူပြီးတော့ရတာရှိသုံးဆောင်နိုင်ပါပြီ
notification ခေါင်းလောင်းလေးကိုနှိပ်ပြီးအားပေးသွားကြပါအောင်